ဒီပရိသတ်တွေကတော့လုံးဝတပွဲလုံးမှာအာမန်ပြည့်တဲ့မာတင်ရလာကောင်းရဖို့အတွက်ကောင်းမှုဆုံးအားပေးနေကြလဲဖြစ်ပါတယ်ဒီအားတွေကိုတုံးချပြီးမာတင်နိုင်ပွဲတစ်ခုပေါ်ဆောင်သွားနိုင်မလားကျွန်တော်ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်အောင်တီးကနေပေးတယ်လျောင်းအောင်တီးပဲပြန်ထားတယ်မြအောင်တီးကဲနေကိုဘီခင်ဗျာအကြီးချိန်မှာတော့မာတင်လိုအပ်နေတဲ့ဦးဆောင်တော့ခဲစကအောင်တီးကောင်းမှုဆုံးကန်သွင်းပြီးတော့ရှာဖွေပေးသွားခဲ့ပြီလည်းဖြစ်ပါတယ်တကယ်ကိုလှပတေတလုံးနဲ့ကန်ချက်တကူတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်အောင်တီရလာတဲ့ခွင့်ရေးကိုဖေးခြင်းနဲ့ညာခြင်းနဲ့ကောင်းမှုဆုံးဆုံးသက်ပြီးတော့မာတင်ရဲ့ပရိသတ်တွေလိုအပ်နေတဲ့စောင့်မျှော်နေတဲ့သွင်းကိုတကူတော့အောင်တီရရှာဖွေပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ကဲဟိုလှပတေတက်လုံးနဲ့သွင်းကိုတကိုးပါပဲခင်ဗျာအောင်တီဟာတင်းကောင်းတော့ပြီးပဲတောင်းဝင်ကျေးသွားနဲ့ဒီမှာတင်းတို့သွင်းကိုတကိုးတော့လက်ရှိချိန်မှာလှလှပပပဲရှာဖွေပေးသွားနိုင်ခဲ့ရလဲဖြစ်ပါတယ်လက်ရှိချိန်မှာတော့မြန်မာတင်းကတော့ပွဲကိုစတင်ဦးဆောင်လိုက်ပြီးဖြစ်ပြီးတော့လက်ချမ်းမိနစ်အတွင်းမှာဘယ်တင်းကတော့နိုင်3မှတ်ကိုရယူသွားနိုင်မလဲကျွန်တော်တို့ရင်ခုန်သွားဆက်တော့လို့ဖေးထားခြင်းမရှိတာပဲဖြစ်ပါတယ်အထူးပိုင်းတို့ပေးထားတယ်မှာတင်းမဲ့လင်းရောင်ပြရတယ်တို့ပေးထားတယ်ကောင်းတိုင်းတယ်ကိုးပြန်ပြီခင်ဗျာအကြီးချိန်မှာတော့ဒီမှာတင်းဒုတိယမြောက်ဦးဆောင်ဖို့ရာယူသွားနိုင်ခဲ့ပြီလေဖြစ်ပါတယ်တိုက်စစ်ကညီတန်းရလာတဲ့ခွင့်ရေးကိုကောင်းမှုဆုံးကောင်းတိုင်းဆုံးတက်ပြီးတော့ဒီမှာတင်းတို့ဒုတိယမြောက်ဦးဆောင်ဖို့ရှာဖွေပေးသွားနိုင်ခဲ့ရလဲဖြစ်ပါတယ်တကယ်ကိုဒုမနာကွင်းထဲမှာတော့ပျော်စရာခိုက်တဲ့နေရာတော့ဒုတိယပိုင်းရောက်မှာတော့မြန်မာတင်းရဲ့ကစားသမားတွေဖန်တီးပေးနိုင်ခဲ့ပြီပဲဖြစ်ပါတယ်မာလူငယ်ကစားသမားလေးရဲ့မစုံမနစ်စူးစမ်းမှုတွေကတော့ကျွန်တော်တို့တကယ်ကိုအတိမပြုအောင်မှာဖြစ်ပြီးတော့ဒီချိန်မှာလဲလင်းရောင်ရဲ့ဖန်တီးပေးဖို့ကိုညီတက်ဒီမှာပဲဖြစ်ဆုံးတက်ပြီးတော့မြန်မာတင်းတို့ဒုတိယမြောက်ဦးဆောင်ကိုရာယူသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ပါတယ်။ဒီဆုံးမလည်းစက္ကန့်ပိုင်းလောက်သာလိုအပ်တော့တယ်ဆိုပေမဲ့ကျွန်တော်အစီအကံတစ်ဆက်နေတွင်းမှာပဲမာတင်နဲ့အိုမန်တင်တို့ရဲ့ပွဲသားချင်းကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့မြန်မာတင်က2ဂိုးခိုးမရှိဆိုတဲ့ဇက်လက်တစ်ခုနဲ့အနိုင်ရပြီးတော့မပေးစရာရဲ့စစ်တစ်နေရာကိုရမှတ်6မှတ်နဲ့တက်လန်းခဲ့ပြီပဲဖြစ်ပါတယ်ကိုဆက်ဝေရန်။ကဲဟိုပျော်ရွှင်စရာကောင်း